အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကအိမ်မှာဝက်လက်ဆွပြုတ်လေးလှုပ်စားပြလို့ sharing လုပ်ပေးမှာပါနေရာဒေတာပေါ်လိုက်ပြီးတနေရာနဲ့တနေရာမတူတာကြောင့်တချို့ဒေတာတွေမှာတော့ဝက်လက်ဆွပြုတ်အစားဝက်ချီတော်ဆွပြုတ်လို့ခေါ်လေးရှိပါတယ်ကျွန်တော်တို့ရဲ့မွေရဲမြေမှာလည်းအများအားဖြင့်ဝက်ချီတော်ဆွပြုတ်လို့ပဲခေါ်လေးရှိပါတယ်စကားတွေရှိနေပြီဆိုတော့ချက်နီလေးကိုစာကြည့်လိုက်ရအောင်နော်ပထမဆုံးအနေနဲ့ကျွန်တော်ကဈေးကဝယ်လာတဲ့ဝက်သားတွေကိုရေထပ်ပြောင်းစေးပါတယ်အကယ်၍ကိုဝယ်လာခဲ့တဲ့ဝက်သားကအမွှေးမြင်နေများနေတယ်ဆိုရင်တော့ပြီးညှပ်ပြီးတော့မှရေထပ်ပြောင်းစေးပြီးတော့ချက်လေးရှိပါတယ်ကျွန်တော်ဝယ်လာတဲ့ဝက်သားမှာတော့အမွှေးမြင်နေတိတ်မပါလာပေမဲ့ပုံမူတန့်ရှင်အောင်လို့တရေပြုတ်တယ်မှာဖြစ်ပါတယ်ဝက်သားပြုတ်တဲ့အခါမှာလည်းအညီနဲ့နေပြအောင်ကရဝေးရ6လေးထည့်ပြုတ်ပါတယ်ဝက်သားပြုတ်ထားတော့မှဝက်လက်ဆွပြုတ်ထဲထည့်ချက်ဖို့အတွက်ကြက်သွန်ဖြူကြက်သွန်လေးကိုပပလီးပြီးတော့ညက်အောင်ထောင်းထားလိုက်ပါမယ်အခုတစ်ခေါက်ထည့်ချက်မဲ့ဝက်သားကပမာဏများလို့ကျွန်တော်ကကြက်သွန်ဖြူ3လုံးရဲ့ကြက်သွန်နီဦးအကြီးတစ်လုံးရဲ့ကိုခွာပြီးတော့မှညက်အောင်ထောင်းထားပါတယ်တစ်ဖက်မှာလည်းဝက်သားကို10မိနစ်လောက်စူအောင်တည်ထားလိုက်ပါတယ်ကြက်သွန်နီကြက်သွန်ဖြူတွေညက်ပြီးဆိုရင်တော့ဂျင်မုံနှစ်စွန်းထည့်ပြီးထောင်းထားလိုက်ပါတယ်ဝက်လက်ဆွပြုတ်ချက်နီမျိုးမျိုးရှိပေမဲ့ကျွန်တော်ကတရေပြုတ်ပြီးတည်ရတာကိုပို့ပြီးသဘောကျပါတယ်ဝက်ယူကိုတရေပြုတ်လိုက်ခြင်းအပြင်ဝက်ယူထဲမှာရှိနေတဲ့အညစ်အကြေးနဲ့ကပ်ပါလာတဲ့အညစ်အကြေးတွေပူပြောင်သွားတယ်လို့ခန်းစားရလို့ပါဝက်သားကိုတရေပြုတ်သွန်ပြီးဆိုရင်တော့ဝက်သားကိုပေါ်မှာကပ်နေတဲ့အညစ်အကြေးလေးတွေကိုပူပြောင်အောင်ဒါနဲ့ချက်ထုတ်ပြီးရေထပ်ထပ်ဆေးလိုက်မှဖြစ်တယ်ပေါ့နော်တက်စင်သွားအောင်ရေထပ်ထပ်တေချာဆေးပြီးဆိုရင်တော့ဝက်လက်စပြုတ်ကချက်ဖို့ ready ဖြစ်ပါပြီပထမဆုံးအနေနဲ့ဝက်သားလည်းအယောင်လှပြီးတင်းတင်းလေးနဲ့စားလို့ကောင်းအောင်ကျွန်တော်ကဝက်သားကိုစီအနှဲငယ်တကြားနှဲငယ်နဲ့လှိမ့်ပေးလိုက်မှဖြစ်ပါတယ်ဝက်သားကိုစီဘူးထဲထည့်လိုက်မယ်ဆိုရင်မိနစ်အနည်းငယ်လောက်ပဲလှိမ့်ဖို့အကြံပြုပါတယ်အကယ်၍ဝက်သားတွေကိုစီဘူးထဲမှာကြာလှိမ့်လိုက်မယ်ဆိုရင်အသားတွေမာပြီးစားလို့မကောင်းတော့မျိုးဖြစ်တတ်ပါတယ်ကျွန်တော်ကတော့ဝက်သားထည့်ပြီးချင်းအနံ့ပိုမွေးအောင်လို့ကြက်သွန်နီထောင်းထားတာရဲ့တင်းငမြရဲ့အကျဲရဲ့ရောထည့်ပြီးတော့လုံပေးလိုက်မှဖြစ်ပါတယ်ဝက်သားကလုံးလေးရင်နဲ့ရေတွေထွက်လာတာဖြစ်တဲ့အတွက်သူ့ရင်နဲ့သူခန်းအောင်တည်ပြီးတော့မှကျွန်တော်ကနောက်တရေထည့်တယ်မှာဖြစ်ပါတယ်လုံးနေရင်နဲ့အနံ့ကလည်းမွေးလာပြီးရေကလည်းစခန်းစားပြုတ်ပြီးဆိုရင်တော့နောက်တရေထည့်ပြီးနူးရအောင်စတယ်တော့မှာဖြစ်ပါတယ်ကျွန်တော်ကအရေတောက်ကိုညံ့လေးချက်မှာဖြစ်တဲ့အတွက်အိုးမဆန်တဲ့အတွက်အိုးအကြီးနဲ့ထပ်ပြီးပြောင်းထည့်လိုက်ပါတယ်ဝက်သားဆောက်ပြုတ်ပြီးဆိုရင်တော့အနံ့ပူမွေးအောင်ကျွန်တော်ကနနက်ပွင့်နဲ့အရွက်အခောက်တွေထည့်ပါတယ်ပြီးရင်တော့အယောင်ပူလောက်အောင်ပဲငမြရဲ့အပြစ်ထည့်ပြီးတော့ရေများလေးနဲ့ထည့်တယ်မှာဖြစ်ပါတယ်ဝက်သားပြုတ်ဦးလေးကလည်းအနံ့မွေးလာပြီးတဖြည်းဖြည်းနဲ့နူးစားပြုတ်လာပြီဆိုရင်တော့အရသာထည့်ခတ်ပါမယ်အရသာအတွက်ကတော့ကျွန်တော်ကအချုံမှုန့်စက်သားမှုန့်နဲ့စားနှင်းငယ်ကိုတုံးပြီးတော့မှအရသာပုံနဲ့ကိုလိုတလောက်ကိုထည့်ပါတယ်ရတာထည့်ပြီးမြေကြီးလိုနေတော့ဖြစ်ပြီးအသားရည်လည်းနူးလာပြီဆိုရင်တော့အရန်ကိုမှစားလို့ကောင်းတဲ့ဝက်ချီတော်စပြုတ်ကြီးလေးရပါပြီကြည့်ရှုပေးကြတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်